ကျေတာရအစုံနဲ့ဝိဒိတ်နေတဲ့လာမင်းကြီးရဲ့လင်းအောင်ဖြော့ဖြော့လေးရှိရာတစ်တော်ကြီးအတွင်းကကိုပင်ကြီးရဲ့အောက်မှာတော့မင်းကောင်တယောက်ဖျောင်းနိုင်တွေကိုအစီအစဉ်တကျထွန်းကြီးကာရမန်နန်တွေကိုလည်းပါဇက်ကနေတွတ်ရွတ်ဆိုနေခဲ့ပါတယ်အချိန်တန်ကြာပြီးတဲ့နောက်မှာတော့မင်းကောင်အတင်းချိုင်းများစွာကစူးစောင်းလာခဲ့တယ်တန်တိုးတန်စားတွေကိုအကြီးကျိုးပြီးအညိုးတွေနဲ့တန်တုံးပုံစံတစ်ခုပြုတ်လုခဲ့ပါတယ်အဲ့နောက်ထပ်ပြီးကာရမန်နန်တွေကိုရွတ်ဆိုလိုက်တဲ့အချိန်မှာတော့တန်တုံးကြီးရှိရောက်ကိုမကောင်းဆိုးဝါဝိညာဉ်တွေစူးစီးရောက်ရှိလာပြီးလက်ရောက်မီးခိုးငွေတန်နဲ့ပူးကတ်လိုက်ပါတော့တယ်အေရီမြင်းနဲ့ဆက်ဆက်နေတဲ့အင်ဂျီတစ်ခုအတွင်းမှာတော့အင်ဂျီလင်50ခန်းလောက်တာရှိတဲ့ဇီးပီတော်ရွာလို့ခေါ်တဲ့ရွာငယ်လေးတွေရှိခဲ့ပါတယ်ဇီးပီတော်ရွာလေးကရေပေါ်မှာဆောက်လုပ်ထားတဲ့ခြေတန်းရှိအိမ်လေးတွေနဲ့တခြားရွာတွေထက်ပိုမိုထူးခြားနေခဲ့ပြီးရွာသူရွာသားအများစုဟာလည်းလေအားဆိုင်ပြိုးရေးပြင်တန်ဟာတဲ့အလုပ်ကိုလုပ်ကန်ကြတဲ့သူတွေဖြစ်ပါတယ်ဇီးပီတော်ရွာလေးလိုပဲကန်တာရွာလေးဟာအေရီမြို့ဝကျွန်းနဲ့တစ်ဆက်တည်းရှိနေတဲ့ရွာလေးတွေဖြစ်ပြီးကန်တာရွာလေးမှာတော့ခြေတန်းရှိအိမ်လေးတွေအပြင်ကုန်းမြင့်ပေါ်မှာဆောက်လုပ်ထားတဲ့လူတွေအိမ်လေးတွေကလည်းခြံဝန်းနဲ့ရှုမကြီးနဲ့အောင်ကြည်ကောင်းနေခဲ့ပါတယ်ဒီလိုတာယာလာတဲ့ကျေးရွာနဲ့ရွာကြားမှာတော့အညိုးမပြေနိုင်တဲ့ရန်ညိုးတွေအများကြီးရှိနေခဲ့ပါတယ်ဘိုးဘေးတွေလက်ထက်ကလေးကဒီရွာနဲ့ရွာဟာတွေ့ရတင်ကြိုင်းဓာမဆိုင်မဲခြေကျွေးရင်ခြေပြက်လက်ကျွေးရင်လက်ပြတ်ဆိုတဲ့စီကံအတိုင်းနေထိုင်လာခဲ့ကြတာဖြစ်ပါတယ်ဒီလိုရွာနဲ့ရွာရဲ့အညိုးသေးတွေကြားမှာနေသာပင်ဖြစ်ခဲ့ရတဲ့သူကတော့9နှစ်သားအရွယ်ကလေးငယ်လေးမင်းကောင်တယောက်ပဲဖြစ်ပါတယ်ကန်တာရွာသားမင်းကောင်ရဲ့အဖေမြတောင်းဟာလေဓမားတယောက်ဖြစ်ပြီးလေထဲမှာအလုံးလုံးရင်သူ့ရဲ့နွားတွေကိုစကြက်မြေမှာတွားရောက်လွှတ်ထားခဲလိုက်ပါတယ်။ညတောင်းနဲ့သူ့ရဲ့ဇနီးအေဂျီတို့ဟာလည်းလေထဲကအလုပ်တွေကိုတော့အားကျိုးမှန်တဲ့အာယုံစိုက်ပြီးစူးစမ်းလုပ်ကင်လို့နေခဲ့ပါတယ်။ဒီလိုနဲ့ညနေဆောင်လို့ရွာပြန်မဲ့အချိန်မှာတော့ညတောင်းနဲ့အေဂျီတို့ဇနီးမောင်နှံ2ယောက်ဟာသူတို့ရဲ့နွားတွေကိုတွားဆဲဖို့စကြက်မြေရှိရာကိုထွက်ခွာလာခဲ့ပါတယ်။ဒါပေမဲ့နွားတွေကစကြက်မြေမှာမရှိတော့ပဲကန်တာရွာနယ်စပ်ကိုကျော်ပြီးဇီးဘူးတောင်ရွာချမ်းကိုဝင်သွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မြတောင်းနဲ့အေဂျီတို့2ယောက်ဟာပြပြတလဲနဲ့ဇီးဘူးတောင်ရွာဘက်ချမ်းကိုဝင်ရောက်ကသူတို့ရဲ့နွားတွေကိုပြန်မမှုအတွက်အပြေးတော့လိုက်သွားကြပါတယ်။ကန်ဆိုးစွာနဲ့ပဲဇီးဘူးတောင်ရွာလယ်ဓမား3ယောက်နဲ့ပပင်းတိုးသွားတဲ့အချိန်မှာတော့မြတောင်းကသူ့နွားတွေဒီဘက်ချမ်းကိုဝင်သွားလို့လိုက်ဆွဲတာလို့အချိုးကြောင့်ရှင်းပြပေးမယ်။ဇီးဘူးတောင်ရွာသားတွေကတော့သူတို့ရွာကိုဘာကြောင်းထဲမှာဝင်လာစရာမရှိကြောင်းပြောပြီးအတင်းရန်လို့နေခဲ့ပါတယ်ဒီလိုနဲ့မြတောင်းတို့လင်မယားနဲ့ဇီးပီတော်ရွာသား3ယောက်တို့လုံးထွေစကားများရန်ဖြစ်ကြရင်ခြေလွန်လက်လွန်တွေဖြစ်ကမြတောင်းနဲ့အေဂျီတို့လည်းတေဆုံးသွားခဲ့ရတယ်လို့ဇီးပီတော်ရွာသား2ယောက်လည်းနေရာမှာတင်ပွဲချင်းပြီးတေဆုံးလို့သွားခဲ့ပါတော့တယ်ဒီလိုနဲ့ရွာသားကရန်မီဟာလည်းအရင်ကထက်ပုံမတောက်လောင်လာခဲ့ပါတယ်မြတောင်းရဲ့တူရွာသားလေးမင်းကောင်ဟာ9နှစ်သားအရွယ်မှာတင်မိဘမဲ့ဖြစ်ခဲ့ရပါတယ်ဒါကြောင့်ဆွေမျိုးနီးစပ်တဲ့အဖိုးဘွား2ဦးကညတောင်းတဲ့အေဂျီတို့ကိုဖုန်ကြီးเจ้าမှာပဲတကြိုပေးကြပြီးမင်းအောင်လေးကိုလည်းဖုန်ကြီးเจ้าမှာအနံထားခဲ့လိုက်ပါတယ်အရှင်ဘုရားမင်းအောင်လေးကိုရှင်ဘုရားစီမှာပဲအပ်ပရစေဖေဟာတပည့်တော်တို့ကအတက်ကြီးတဲ့အဖိုးကြီးဘွားကြီး2ဦးတည်းနေတာမလို့မင်းအောင်လေးကိုမပြုစုမဆောင်ရှောက်နိုင်လို့ပါဖေဟာတနာစရာဒီကလေးကိုအရှင်ဘုရားပဲသုံးမတော်နဲ့ဆောင်ရှောက်ပေးတော်မူပါအေးပါကွယ်ဘုန်းကြီးစီမှာထားခဲ့လိုက်ပါဘာမှစိတ်မကူပါနဲ့တကားမကြီးဘုန်းကြီးဂရုစိုက်ပြီးဆုံးမတွန်းတင်ပေးပါမယ်ဒီเจ้าမှာရှိတဲ့เจ้าသားတွေလည်းအဖော်တိုးတာပေါ့စာရေးတဲ့ဖတ်တတ်အောင်လဲဘုန်းကြီးပဲတင်ပေးလိုက်ပါမယ်မင်းအောင်လေးကတော့တိတ်ကန်ဆိုးတာပဲငယ်ရွယ်ရွယ်နဲ့မိဘမဲ့ဖြစ်ရတယ်လို့ဘယ်တတ်နိုင်မလဲလေဘယ်သူမပြုတ်မိပြီးမှုပဲဝှကျွေးပါလာတယ်လို့ပဲသဘောထားရတော့မှာပေါ့ဒီလိုနဲ့မင်းကောင်ဟာကန်တာရွာနဲ့ဇီးဘူးတောင်ရွာနဲ့ရွာရဲ့အလဲတဲ့ထဲမှာရှိတဲ့ဖုန်ကြီးစေကိန်းသားရဲ့အကြောင်းမှာနေထိုင်နေခဲ့ပါတယ်။ကျောင်းမှာရှိတဲ့ဖုန်ကြီးကျောင်းသားဆံမြသိမ်းမောင်တို့2ယောက်လုံးနဲ့လဲစိတ်တူကိုယ်တူညီကိုအရင်ချတွေလို့ခင်မင်ခဲ့ပါတယ်။ဒီလိုနဲ့တရက်မှာတော့ညတောင်းရဲ့သားမင်းကောင်တယောက်ဦးစေကိန်းသားရဲ့ဖုန်ကြီးကျောင်းမှာရှိနေတယ်ဆိုတဲ့သတင်းကိုဇီးဘူးတောင်ရွာသားတွေသိရှိသွားခဲ့ပြီးရွာသားတွေစုဝေးကဖုန်ကြီးကျောင်းကိုရောက်ရှိလာခဲ့ကြပါတယ်။ရှင်ဗျာတပည့်တော်တို့ရွာသား2ယောက်ကိုတက်သွားတဲ့မြတောင်းရဲ့သားဒီเจ้าမှာရှိတယ်ဆိုဗျာဒီကောင်ရဲ့သားကိုဒီမှာလုံးဝမထားနိုင်ပါဘူးမောင်းထုတ်ပေးပါမင်းကောင်လေးကတနာစရာကောင်းပါတယ်ကွယ်သူမငယ်ငယ်ရွယ်ရွယ်နဲ့မိဘမဲ့ဖြစ်ခဲ့ရတာပါတကားကြီးတို့ရန်ညိုးတွေကိုမေးပြစ်ဖြေလျှော့ပေးကြပါဦးတကားကြီးတို့ရဲ့
တပည့်တော်တို့ရွာသားနှစ်ယောက်ရဲ့မိသားစုတွေလည်းမိဘမဲ့ဖြစ်ရတာပါပဲဖေဟာဒီကောင်ကိုရှင်ဖေဟာမောင်းထုတ်မပေးရင်တပည့်တော်တို့ရွာသားတွေစုပြီးမောင်းထုတ်ရပါလိမ့်မယ်ဖေဟာ ဒီလိုနဲ့ဇီးဘူးတောင်ရွာလူကြီးရဲ့ဒေါသမန်မဲမှုကြောင့်မင်းကောင်ကိုကျောင်းမှာဆက်ထားဖို့အတွက်လဲကျောင်းနဲ့ဘုန်းကြီးကဘလို့မှနားချလို့မရတော့ပဲရွာလူရွာသားတွေပြောတဲ့အတိုင်းမင်းကောင်ကိုကျောင်းကနေနှင်ထုတ်ဖို့အတွက်ဖြစ်လာခဲ့ပါတော့တယ်ဒီလိုနဲ့ကျောင်းနဲ့ဘုန်းကြီးကမင်းကောင်ကိုခေါ်ပြီးတင်ကန်းဝေပေးခဲ့ကဒေါနာဆိုတဲ့ဘွဲအမည်နဲ့စင်ပါတီလာကိုခံယူစေကကိုနဲ့ကိုက်ညီတဲ့ပါဝင်းကျင်မှာကိုကောင်းမွန်ပြုပြနေထိုင်မှုနေရာကောင်းကိုရှာစေခဲ့လိုက်တယ်ဗျာဒီလိုနဲ့ကိုရင်လေးဒေါနာဟာလိန်မော်တင်ကန်းကိုယုံလို့ဖြင်းချမ်းလွယ်တလုံးကိုလွယ်ကကန်တာရွာနဲ့ဘုန်းကြီးကျောင်းကိုကြော်ခိုင်းလို့ရောက်ရပေါက်ရကိုမယောင်မလဲနဲ့ခရီးထွက်လာခဲ့ပါတယ်နေဘူးကျဲတဲ့ကြီးဖြစ်တဲ့အပြင်ဒေါ်လာကြီးရလည်းအမတန်မှကြမ်းတမ်းလှတာကြောင့်ကိုရင်လေးဒေါနာချွေးတီတီကြတဲ့အထိလမ်းလျှောက်လာရင်တနေရာရောက်မှာတော့ဒေါနာထဲမှာတီတီကြီးဖြစ်နေတယ်အိမ်ဟိုအဟောင်းကြီးတစ်ခုကိုမြန်လာရပါတော့တယ်ပင်မနေတာရောရေစာနေတာကြောင့်ကိုရင်လေးဒေါနာများများဆဆစဉ်းစားမနေတော့ပဲအိမ်လေးထဲမှာလူရှိလို့ရှိညားလို့လမ်းကြည့်လိုက်ပြီး ယိုးအင်ရှင်တို့ရှိလားဗျာ ကိုရင်လေးဒေါနာရဲ့စကားတော့မဆုံးလိုက်ခင်ပါပဲအိမ်ဟိုကြီးရဲ့ကနေတူ့လိုပဲလိန်မော်တင်ကန်းကိုဒီတက်စွာလမ်းချုပ်ထားတဲ့အတက်ရွယ်ခိုက်ကြီးဖုန်းတော်ကြီးတစ်ပါးကထွက်လာခဲ့ပြီးအခုလိုပဲစကားဆိုလိုက်ပါတော့တယ် အိမ်ထဲမှာလူရှိလားလို့အောမနေပါနဲ့ကိုရင်ရဲ့လူမရှိပေမဲ့ဖုန်းကြီးရှိပါလေကိုရင်တခုခုလိုအပ်တယ်ဆိုရင်အိမ်ထဲကိုဝင်လာခဲ့လိုက်လေဖုန်းကြီးကဒီနေရာကိုကြောင်းတင်ကအမှတ်နဲ့တရင်လုံးနေတိုင်းနဲ့ဖုန်းကြီးတစ်ပါးပါ အိမ်ထဲကနေထွက်လာတဲ့ဖုန်းတော်ကြီးရဲ့ဖိတ်ခေါ်မှုကြောင့်ကိုရင်လေးဒေါနာလည်းအိမ်လေးထဲကိုရှောက်လာခဲ့ပြီးရေတစ်ခွက်ကိုတောက်လိုက်ကဖုန်းကြီးနဲ့စကားဆမိပြောရင်းသူ့ဘဝအကြောင်းကိုအစအဆုံးပြောပြခဲ့ပါတော့တယ်ဘုန်းကြီးကလည်းကိုရင်လေးဒေါနာအကြောင်းကိုကြားသိပြီးတဲ့အချိန်မှာတော့ဘယ်သွားလို့ဘယ်လာရမှန်းမသိနေတဲ့ကိုရင်လေးဒေါနာကိုသူနဲ့အတူနေဖို့ဖိတ်ခေါ်ခဲ့ပြီးသူ့အကြောင်းကိုပါကိုရင်လေးတီးအောင်ပြောပြခဲ့ပါတယ် ဘုန်းကြီးလူဘွားတော့ကအောက်လန်းပညာကိုတစ်ဖက်ကန်းခတ်တက်မြောက်တင်ယူခဲ့ဘူးတယ်နောက်ပိုင်းမှာဆရာတယောက်နဲ့တွေ့ပြီးအဲ့ဒီမကောင်းတဲ့ပညာရက်တွေကိုစွန့်လွတ်ခဲ့တာမကောင်းတဲ့ပညာရက်တွေဆိုပေမဲ့လည်းအတုံးချတဲ့အတူအပေါ်မူတည်ပြီးပညာရဲ့ကောင်းတဲ့မကောင်းတဲ့ကကွာခြားနိုင်တယ်လေကိုရင်တော်နာဘုန်းကြီးနဲ့အတူနေမယ်ဆိုရင်တော့နောက်ပိုင်းဓာတ်တွေကိုသိလာမှာပါ ဘုန်းကြီးကကိုရင်လေးဒေါနာကိုအခုလိုမိန့်ကြားခဲ့ပြီးနောက်နေထိုင်ဖို့နေရာတစ်ခုကိုစီစဉ်ပေးခဲ့ပါတယ်ကိုရင်လေးဒေါနာနဲ့ဘုန်းတော်ကြီးတို့ဟာတော်ကြီးထဲမှာအတူတူတရားကျင့်ကြံအားထုတ်ရင်းကိုရင်လေးဒေါနာလည်းဘုန်းတော်ကြီးရဲ့လက်ရင်တစ်ဖက်တယောက်လိုမျိုးယုံကြည်မှုကိုရရှိလို့လာခဲ့ပါတော့တယ်ဒိမ်မာရေးကြရှိတာကြီးဖြစ်တဲ့ကိုရင်လေးဒေါနာကိုဘုန်းတော်ကြီးကအတူတက်မြောက်ထားတဲ့ပညာရက်တွေအကြောင်းကိုလည်းစိတ်ရှိလက်ရှိနဲ့တင်ပြပေးတဲ့အပြင်လူတွေနဲ့ဆက်ဆံတဲ့နေရာမှာလည်းအဆင်ပြေပြေနေထိုင်တတ်ဖို့တင်ကြားဆုံးမပေးခဲ့ပါတော့တယ်။ဒါကြောင့်ကိုရင်လေးဒေါနာကန်တာရွာလူရွာရတချို့နဲ့ရင်းနှီးမှုပြန်လဲရရှိလာပြီးဆရာတခင်ရဲ့လက်အောက်မှာနေရတာအပျော်ကြည့်ပျော်နေခဲ့တယ်ဗျာ။ဒီလိုနဲ့ကိုရင်လေးဒေါနာဟာတော်ထဲမှာနေလာခဲ့ရင်အချိန်အားလျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီးဆရာဖြစ်သူဖုန်းတော်ကြီးလည်းကျမ်းမာရေးကြောင့်ပြန်လွန်တော်မူသွားတဲ့အချိန်မှာတော့ကန်တာရွာလူရွာသားတွေရဲ့အကူအညီနဲ့ပဲဆရာဘုန်းကြီးရဲ့ရုပ်ကလပ်ကိုမိတချို့ခဲ့ပါတယ်ဆရာဖြစ်သူလည်းဆုံးပါသွားခဲ့ပြီးမို့တောကြီးတောင်ကြီးထဲမှာတယောက်တည်းမနေခြင်းနဲ့ကိုရင်လေးဒေါနာဟာမောင်မင်းကောင်ဖြစ်တဖန်လူရဲ့ပြန်လဲပြီးတူနေထိုင်ရာကန်တာရွာလေးကိုကောင်းမွန်စွာပြန်လာခဲ့ပေမဲ့ရွာထိပ်မှာသူ့ကိုမကျေနပ်နိုင်နေတဲ့ဇီးဘူးတောင်ရွာဒနာရှင်ရွာလူကြီးဟာသူ့ရဲ့တပည့်တပန်းနှွေးနဲ့အတူမင်းကောင်ကိုမြင်ပြီးပြဿနာစပြီးရှာပါတော့တယ်ဇီးဘူးတောင်ရွာလူကြီးကရွာကိုပြန်လာတဲ့ကိုရင်လူထက်မောင်မင်းကောင်ကိုစီးကြိုကအခုလိုပဲခတ်ထစ်တဲ့စကားကိုဆိုလိုက်ပါတော့တယ် မင်းကောင်ဆိုတဲ့ကောင်ကရွာကိုနောက်တစ်ခေါက်ပြန်ရောက်လာပြန်ပြီမင်းလည်းအသက်16နှစ်ပြည့်တော့မယ်အခုထိအတီးသေးမရသေးဘူးလားမင်းလိုလူတက်သမားရဲ့သားရွာမှာရှိတာရွာနာတယ်ကွာရွာနာတယ် ကျုပ်ဖေးလည်းအခုဆိုမရှိတော့ပါဘူးဗျာကျုပ်ကကျုပ်ဖေးလို့လည်းလူတက်မဲ့ကောင်တော့မဟုတ်ပါဘူးအခုကကျုပ်ကောင်းကောင်းမွန်မွန်နေဖို့ရွာကိုပြန်လာခဲ့တာပါဗျာ တော်သားမမင်းကောင်ရောမင်းလိုလူတက်သမားရဲ့သားကလည်းဒီနေ့ကျမင်းဖေးလိုလူတက်လာနိုင်တာပဲ ဇီးဘူးတော်ရွာလူကြီးရဲ့စကားကိုမောင်မင်းကောင်တယောက်ဘာမှခွန်းထုတ်ပြန်မနေတော့ပဲလက်တီးကိုတာကြစ်ကြစ်ပေါအောင်ဆုပ်ထားရင်းနဲ့သူ့ရဲ့ဒေါသတွေကိုအာတင်းကဖြေလျှော့နေခဲ့ရပါတယ်မင်းကောင်ကရွာလူကြီးကိုစိတ်စိတ်ကြည့်ကဒေါသမထွက်စေဖို့ထိန်ချုပ်ရင်းအဖိုးဖြစ်သူရဲ့အိမ်ကိုပဲတန်းတန်းမှမှပြန်လာခဲလိုက်ပါတယ်
အဖိုးဖြစ်သူနဲ့တွေ့တဲ့အချိန်မှာတော့အဖွားဖြစ်သူကကွယ်လွန်သွားခဲ့တာကြာပြီဖြစ်ပြီးအဖိုးဖြစ်သူနဲ့ရှေးအောင်နှောင်းဖြစ်တွေပြန်ပြောရင်းညနေဆောင်တဲ့အချိန်မှာတော့ဒနာရှင်ရွာလူကြီးကသူ့ရဲ့လူတွေနဲ့မင်းကောင်တို့ရှိရကိုထပ်ရောက်လာခဲ့ကလူသက်သမားရဲ့တားမို့မင်းကောင်ကိုသူ့ရွာကနှင်ထုတ်ရမှဖြစ်ကြောင်းထပ်ပြီးချင်းချောက်ခဲ့ပြန်ပါတယ်ဒါကြောင့်အဖိုးဖြစ်သူကမင်းကောင်ကိုခေါ်ကလွဲကိုစီးနဲ့ရွာနာကတောကြီးတစ်ခုတည်းကိုတိတ်ဆိတ်ထွက်လာခဲ့လိုက်ပါတယ်တောကြီးတဲကိုရောက်လာတဲ့အချိန်မှာတော့မင်းကောင်ကိုအဖိုးဖြစ်သူကမုံဆိုးအဖွဲ့တစ်ဖွဲ့နဲ့မိတ်ဆက်ပေးပြီးဒီတော်ထဲမှာပဲနေဖို့ပြောပြခဲ့ပါတယ်မင်းကောင်ကအမြဲမပြတ်စောင့်ကြည့်နေတဲ့ဒနာရှင်ရွာလူကြီးရဲ့အဖွဲ့သားတစ်ယောက်ကတော့မင်းကောင်ကရွာကိုတမားတိုက်ဖို့ကြံစည်နေတယ်ဆိုပြီးဒနာရှင်ရွာလူကြီးကိုတွားရောက်တရိပ်ပေးခဲ့တာကြောင့်ရွာလူကြီးလှုပ်လိုက်တဲ့သူတွေဟာလည်းမင်းကောင်တို့အနောက်ကိုနောက်ရောက်ခံလိုက်လာပြီးမုံဆိုးအဖွဲ့ကိုတမားပွဲလို့ဆိုကတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ပါတယ်ဒါပေမဲ့ရွာလူကြီးရဲ့တပည့်တွေဟာမုံဆိုးဖွဲ့နေထိုင်တဲ့နေရာကိုဖြည်းဖြည်းချင်းတိုးကပ်လာနေချိန်မှာပဲဒိန်တွေကတတိုင်းတိုင်းနဲ့ကြီးစံတွေတရက်တစ်ပြက်ထွက်လာပြီးရွာလူကြီးရဲ့အဖွဲ့သားတွေကိုထိမှန်သွားခဲ့တယ်ဗျာရွာလူကြီးရဲ့အဖွဲ့သားတွေအားလုံးနှိပါကြီးတွေမှန်တာလဲကြသေးဆုံးသွားခဲ့ပြီးနောက်ဆုံးတစ်ယောက်ပဲအသက်ရှင်ကြမ်းရစ်ခဲ့ကရွာလူကြီးစီကိုအတက်လူထွက်ပြေးသွားခဲ့ပါတော့တယ်ဒနာရှင်ရွာလူကြီးရဲ့အဖွဲ့သားတစ်ယောက်ထွက်ပြေးသွားတဲ့အချိန်မှတာမုံဆိုးဖွဲ့သားတွေကတနက်ကိုစီကင်ဆောင်ပြီးတဲအပြင်ကိုထွက်လာခဲ့ကသူတို့ကလည်းဓမြတွေထင်တဲ့ပြစ်ခတ်လိုက်တာဖြစ်ကြောင်းမင်းကောင်ကိုပြောပြလို့နေခဲ့ပါတယ်ရွာလူကြီးရဲ့အဖွဲ့သားတစ်ယောက်ကတော့တနက်တန်ရာနဲ့အတက်လူပြီးထွက်ပြေးလာခဲ့ရင်ရွာလူကြီးရဲ့အိမ်တော်ကိုအရောက်မှာပဲတကားဝမှာတင်လဲကျသေးဆုံးသွားခဲ့ပါတော့တယ်တူတူတွေအကုန်လုံးအတက်ပြန်ပါမလာတော့တာကြောင့်ရွာလူကြီးတဲ့သူ့ရဲ့မဲနဲ့ဆူးချတဲ့မျက်လုံးအစုံမှာဒေါ်လာညို့တွေနဲ့ပြည့်နဲ့လာခဲ့ပြီးမင်းကောင်တယောက်ရွာကိုဓမြတိုက်ဖို့ကြံစည်နေတဲ့အထင်နဲ့ရွာကလူတွေကိုပါစူယုံလို့ထားခဲ့ပါတော့တယ်မင်းကောင်ကတော့ဖိုးဖြစ်သူနဲ့ရွာကိုပြန်လာတဲ့အချိန်မှတာတစ်ဖက်နဲ့တစ်ဖက်အထင်လွဲနေကြောင်းရှင်းပြခဲ့ပြီးတည်သွားတဲ့လူတွေအတွက်လည်းစိတ်မကောင်းဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဒီလိုနဲ့မင်းကောင်ရွာကိုဓမြတိုက်မယ်ဆိုတဲ့တဲ့တင်ဟာလည်းမမှန်ကန်တာကြောင့်ဒနာရှင်ရွာလူကြီးလည်းဘာမှမတတ်နိုင်ပဲမင်းကောင်ကိုဒီတိုင်းလှုပ်ပေးထားခဲ့ရပါတော့တယ်မင်းကောင်ကလည်းအဖိုးဖြစ်သူအကူအညီနဲ့ရွာပြင်မှာအိမ်တလုံးဆောက်ပြီးအေးအေးချမ်းချမ်းပဲနေခဲ့ရာကနေရီဘူးတောင်ရွာကဝရီဆိုတဲ့မိမချောလေးနဲ့အိမ်တော်ကြားခဲ့ကတားရနာလေးပါထွန်းကားခဲ့ပါတယ်အဲ့လိုအိမ်တော်ကြားပြီးတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့မင်းကောင်အတွက်ကောင်းဆုံးမိုးမောင်ကြမဲ့နေ့ကိုတော့တဖြည်းဖြည်းနဲ့ရောက်လို့လာခဲ့တယ်ဗျာဒီလိုနဲ့တရက်မှာတော့မင်းကောင်တို့ရွာတွေကအဖိုးဖြစ်သူစီကိုတွားပြီးနွားသာကျွေးဖို့အတွက်ပြောင်းရိုးတွေတိုက်ပေးနေခဲ့ပါတယ်အိမ်တော်ရတာကြပြီးတဲ့နောက်ပိုင်းမှာတော့ဇနီးနဲ့တားဖြစ်သူတို့ရဲ့ရှေ့ရေးအတွက်မင်းကောင်တယောက်အရင်ကားတဲ့အလုပ်တွေကိုပုံမစူးစမ်းလောက်ကင်လာခဲ့ပြီးအဖိုးဖြစ်သူရဲ့လေယာတွေကိုလည်းကိုယ်တိုင်ပဲဦးစီးလောက်ကင်ပေးနေခဲ့ပါတယ်ဒါလေးကိုကိုဟာကိုပြီးရှင်ပြုပေးဖို့နဲ့ပတ်စံကိုငတ်ခံကချစ်ကုတ်စုနေခဲ့ပြီးမိမကိုလည်းရွှေတွေစင်ပေးနိုင်ဖို့အလုပ်ကိုတော့နေမသားညမသားစူးစမ်းပြီးလောက်ကင်လို့နေခဲ့တယ်ဗျာဒီလိုနဲ့မင်းကောင်တယောက်အိမ်ကိုပြန်လာတဲ့လမ်းမှာတော့သူ့ကိုအိမ်ဘဝကနေစောင့်ကြိုနေမယ်ဇနီးနဲ့တားဖြစ်သူရဲ့မျက်နှာလေးကိုမြင်အောင်ရင်ကောင်းချင်းတို့နှုတ်ကိုလက်ဖွားပေါ်မှာတယူတရအကိုင်းကဘာပေါ်မှာတူးတော့အပျော်ဆုံးလူမရှိတော့ဘူးလို့တွေးရင်အိမ်ကိုခတ်တုတ်ပြန်လာနေခဲ့တယ်ဗျာမင်းကောင်တယောက်ကောင်းချင်းတို့ကိုကန်ပြီးပြန်လာတဲ့အချိန်အိမ်ကိုရောက်လူခင်မလန့်မကန့်နေရာကိုရောက်တဲ့အခါမှာတော့မင်းကောင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လက်ထက်ကကောင်းချင်းတုတ်တွေရောအောက်ကိုအတက်မဲစာပြုတ်ကျသွားခဲ့ပြီးမင်းကောင်လည်းမြေပြင်ပေါ်ကိုဒူးထောင်ချက်တရားလဲကျသွားခဲ့ပါတော့တယ်အကြောင်းကတော့မင်းကောင်ကသူတို့မိသားစုနေထိုင်တဲ့အိမ်လေးဒလင်းပြမပြပုံတိဖြစ်နေတာကိုတော့ရင်းနှင်းဖွယ်ရမြင်တွေ့လိုက်ရလို့ပဲဖြစ်ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မင်းကောင်တယောက်ဝမ်းနဲ့စိတ်တွေဘလို့မှဖြေတိတ်နိုင်စွမ်းမရှိတော့ပဲဒူးထောင်ချက်တရားကျသွားဟာအော်ဟဲ့ငိုကြွေးနေခဲ့ပါတယ်လူချရတဲ့မိသားစုလေးမီးလောင်တိုက်အတွင်းခံရတာကိုမျက်စိရှိမှရင်းနှင်းဖွယ်ရမြင်တွေ့လိုက်ရတဲ့မင်းကောင်ကတော့မျက်နှာကိုလက်တစ်ဖက်နဲ့အုပ်ကအားရပါရအော်ဟဲ့ငိုကြွေးကရုပ်တဲ့ဆိုလိုပဲမျက်လုံးတွေမဲနဲ့လာခဲ့ပြီး ခွေးမသားတွေငါရဲ့တာယာနေတဲ့မိသားစုဘဝလေးကိုဖျက်ဆီးရတယ်မင်းတို့ဘဝငါဘာအမှားမှမလုပ်ခဲ့တာတောင်ငါဘဝကိုမင်းတို့ဖျက်ဆီးရကြတယ်မိမနဲ့သားလေးမင်းတို့အတွက်မင်းကောင်ဆိုတဲ့ကောင်အားသေချာပေါက်ကိုကလေးစားခြေပေးမယ်စိတ်သာချ မင်းကောင်ကငိုတာနဲ့လေးလေးပင်ပင်ပြောရင်အညိုကြီးရဲ့မျက်လုံးတွေနဲ့ရင်ကဆရာဘုန်းကြီးနဲ့အတူနေထိုင်ခဲ့တဲ့တော်ကြီးလေးကိုပြန်လဲထွက်ခွာသွားခဲ့ပါတော့တယ်ကျဲသားရအစုံနဲ့ဝိဒိတ်နေတဲ့လာမင်းကြီးရဲ့လင်းအောင်ဖြော့ဖြော့လေးရှိရာတတော်ကြီးအတွင်းကကိုပင်ကြီးရဲ့အောက်မှာတော့မင်းကောင်တယောက်ဖျောင်းနိုင်တွေကိုအစီအစဉ်တကျထွန်းကြီးကကာရမန်နန်တွေကိုလည်း
ပါဇက်ကနေတွတ်တွတ်ရွတ်ဆိုနေခဲ့ပါတယ်အချိန်တန်ကြာပြီးတဲ့နောက်မှာတော့မင်းကောင်အတင်းချိုင်းများစွာကဆူဆောင်းလာခဲ့တယ်တန်တိုးတန်စားတွေကိုအကြီးကျိုးပြီးအညိုးတွေနဲ့တန်တုံးပုံစံတစ်ခုပြုတ်လုခဲ့ပါတယ်အဲ့နောက်ထပ်ပြီးဂါရမန်တန်တွေကိုရွတ်ဆိုလိုက်တဲ့အချိန်မှာတော့တန်တုံးကြီးရှိရောက်ကိုမကောင်းဆိုးကဝိညာဉ်တွေစူးစီးရောက်ရှိလာပြီးလက်ရောက်မီးခိုးငွေတန်နဲ့ပူးကတ်လိုက်ပါတော့တယ်အားလုံးပြီးစီးသွားတဲ့အချိန်မှာတော့မင်းကောင်ရဲ့လက်ထဲမှာမစိန်တလက်နဲ့အတူသူ့ရဲ့အနောက်မှာလဲကိုရင်မြောင်ဆုံးရဲ့ဝိညာဉ်ကိုလက်ယုံအဖြစ်ခေါ်ယူထားခဲ့ပြီးသူ့ကိုတူလဲအောက်လန်းကိုရီအဖြစ်အဆင့်တက်ခဲ့ပါတော့တယ်ပါရမီလည်းရှိဇွဲလုံးလားဝရိယလည်းရှိတဲ့သူမို့ပညာအဆင့်မြင့်နေရတာဟာသူ့အတွက်ဘာမှတိတ်ပြီးခက်ခဲမနေတလို့သူတစ်ချိန်ကတိခဲ့ဘူးတဲ့မုတ်ဆိုးအဖွဲကိုလည်းခေါ်ဆူဆောင်ကသူ့မိသားစုဘဝလေးကိုမိရှို့ဖျက်ဆီးခဲ့တဲ့ဇီဝီကောင်ရွာလူကြီးရဲ့အကြောင်းပြောပြခဲ့ပြီးသူ့ကိုကူညီဖို့တောင်းပန်ခဲ့ပါတော့တယ်ပညာအဆင့်မြင့်ပြီးအစီရင်မှန်တန်တွေကိုအတက်တွင်းလေးကျင်ပြီးတာနဲ့တပြိုင်နက်မင်းကောင်တယောက်မိုးဆိုးအဖွဲသားတွေကိုခေါ်ကာမဲသားကြီးရဲ့ခြံဝန်းသားကိုရောက်လာခဲ့တယ်ဗျာမင်းကောင်မိုးဆိုးတယောက်ကိုမြင်ခွာပင်တွေကိုအစည်းလိုက်စူးစီးစေပြီးမန္တန်တက်တွင်းကအင်ငွေချခဲ့ရမှာတော့ဒနာရှင်ရွာလူကြီးရဲ့အဆောင်တက်သားတွေအားလုံးနဲ့စင်လာနေတော့မနိုးနိုင်တော့တဲ့အနေအထားကိုရောက်သွားခဲ့ရပါတယ်ဒီလိုနဲ့မင်းကောင်အဖွဲသားတွေကိုတော့ရွာလူကြီးရဲ့တပည့်တပန်းတွေစီကိုဆေလွတ်ကာစမုံလုံးတက်ဖြတ်ဖို့ခိုင်းစေခဲ့ပြီးသူကိုယ်တိုင်ကတော့ရွာလူကြီးရဲ့အိတ်ခန့်ရှိရာကိုပစိန်ဆွဲကင်လျက်ဝင်လာခဲ့ပါတယ်မင်းကောင်ရဲ့အမိတ်ပြန်တန်းကြောင်းရွာလူကြီးကအိပ်ပျော်သွားခြင်းမရှိပေမဲ့ရီဝင်နေတဲ့မျက်နှာထားနဲ့တအိမ်လုံးတိတ်ဆိတ်နေတာကိုမတင်ငါတော်မို့6လုံးပြူတနက်ကိုမောင်းတင်ကအခန်းဝစီကိုတဲ့တဲ့ချိန်ထားလိုက်ပါတယ်ရွာလူကြီးထင်ထားတဲ့အတိုင်းပဲမင်းကောင်ကပစိန်ကိုဆွဲကင်လို့အခန်းတကားကိုဖွင့်ဝင်လာချိန်မှာတော့မင်းကောင်ကိုမြင်ပြီးတွေးဦးတွေးတန်းနဲ့ကြောက်လန့်နေတဲ့ဒနာချင်းရွာလူကြီးရဲ့6လုံးပြူတနက်ကြီးစံတွေဟာမင်းကောင်ရဲ့ရင်ဝတဲ့တဲ့ကိုပြေးဝင်လို့လာခဲ့ပါတော့တယ်ဒါပေမဲ့မင်းကောင်ရဲ့ရင်ဘက်ကကြောက်ဆိုင်ကြောက်သားတွေလိုမကြောနေတဲ့အလားကြီးစံတွေကထိုးပေါက်ဝင်ရောက်နိုင်ခြင်းမရှိပဲအပြားလိုက်ဖြစ်သွားခဲ့ကကျမ်းမြေမော်ကိုတောင်ပြီးတောင်ပြုတ်ကြလို့လာခဲ့ပါတော့တယ်ရွာလူကြီးအခန်းထဲကနေရုံရင်ဆန်ကပ်ဖြစ်တာမျိုးမရှိပဲချိန်တော်ကြာငိမ့်သက်နေခဲ့ပြီးတဲ့နောက်မှာတော့ရွာလူကြီးရဲ့အိမ်မော်ကနေတွေးဆိုးနေတဲ့ပစိန်ကိုကန်လျက်မင်းကောင်တယောက်အေးဆေးတည်ငြိမ်စွာပဲဆင်းလာခဲ့တယ်ဗျာဒီလိုနဲ့မင်းကောင်ကမော်ဆိုးဖွဲနဲ့ပူပေါင်းပြီးရွာလူကြီးကိုရဲဆက်ဆက်တက်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ရွာလူကြီးရဲ့အလောင်းကလမ်းကျိုးတစ်ချောင်းကိုဖျက်ယူကာတပည့်အဖြစ်မွေးဖို့ကြံစီခဲ့ပါတယ်ဒနာရှင်ရွာလူကြီးအတက်ခံရတဲ့တဲ့င်းဟာတရွာလုံးမှာဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့ပြီးအင်္ဂလိပ်ရာရှိတွေထံကိုတဲ့င်းရောက်သွားခဲ့ပါတော့တယ်မင်းကောင်ရဖိုးကညီမဖြစ်သူနဲ့အတူမင်းကောင်ကိုတတိပေးဖို့လာရှာခဲ့ပေမဲ့အရင်လိုဘလို့မှထိန်ချုံနိုင်စွာမရှိတော့တာကြောင့်လက်အုပ်ချီပြီးတောင်းပန်ရှင်ကိုရတဲ့အထီတောင်ဖြစ်လာခဲ့ပါတော့တယ်ဒါပေမဲ့မင်းကောင်ကတော့အရာရှိတွေသူ့ကိုမဖမ်းနိုင်ဘူးဆိုတာကိုသိနေတာမို့ထိတ်တဲ့ရင်ဆန်ပြီးထွက်ပြေးဖို့ပဲတွေးထားခဲ့ကတစ်ဖက်ကအင်္ဂလိပ်ရာရှိတွေကလည်းမင်းကောင်ကိုဖမ်းဖို့အတွက်တက်စုတစုလုံးကိုခေါ်ကရွာကနေထွက်လာခဲ့နေပြီပဲဖြစ်ပါတယ်နောက်နေ့မှာတော့အင်္ဂလိပ်တပ်သားတွေကမင်းကောင်ရှိတဲ့နေရာကိုတည်င်းရသွားခဲ့ပြီးရောက်ရှိလာခဲ့တာကြောင့်မင်းကောင်ဟာလည်းအင်္ဂလိပ်တပ်သားတွေတူးစီလာနေတာကိုတီတီချင်းလက်ဆွဲတော်ပစိန်ကိုယူကကိုပြောက်မှန်တန်ကိုရွတ်ဆိုရင်းရွာမြောက်ဘက်ကစပားကင်းတွေတဲကိုဝင်ပြီးပုံအောင်နေခဲ့တယ်ဗျာအင်္ဂလိပ်စစ်တပ်ဟာလည်းမင်းကောင်ကိုအမေရဖမ်းဆီးဖို့မျက်ခြေမပြတ်လိုက်လာခဲ့ပေမဲ့မန္တန်ဆွမ်းကြောင့်သူတို့နဲ့လက်တကန်းအကွာမှာထိုင်းနေတဲ့မင်းကောင်ကိုဘလို့မှရှာလို့မတွေ့ခဲ့ပါဘူးမင်းကောင်ကလည်းအဲ့ဒီအခွင့်အရေးကိုအမိရစုပ်ကင်လျက်လူနေအိမ်ကြားတွေတဲကနေဖြတ်ပြေးခဲ့ရာခြေတန်းချဲအိမ်လေးတစ်ခုနားကိုအရာအတော်မြင့်မြင့်လှမ်းထားတဲ့ထမိန်တန်းအောက်ကိုဖြတ်ဝင်မိပြီးသူ့ရဲ့တင်ညာစမ်းတွေဟာပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်မင်းကောင်ကတော့ဒီအချက်ကိုမတီးပဲအင်္ဂလိပ်စစ်တပ်အနားကတာမန်တိုင်းဖြတ်ပြေးခဲ့ရာရေလံရှာဖွေနေတဲ့စစ်တပ်ဟာတရိပ်ထားမိသွားပြီးမင်းကောင်ကို6လုံးမှုတနက်တွေနဲ့ဝိုင်းပြီးပြစ်ခတ်ကြပါတော့တယ်ပညာစွမ်းတွေမရှိတော့ပေမဲ့ပစိန်ရဲ့အစွမ်းတက်တီကြောင့်တနက်ကြည်တန်တွေဟာမင်းကောင်ရဲ့ခန္ဓာကိုယ်ကိုတိုးမပေါက်နိုင်ပေမဲ့လည်းအစွမ်းတက်တီရော်နေနေပြီဖြစ်တာကြောင့်မင်းကောင်လည်းနာကျင်လွန်းလို့မြေပြင်ပေါ်မှာလဲလျောင်းနေခဲ့ပါတယ်သူ့ရဲ့ပညာတွေဘယ်တွေရောက်ကုန်ပြီလဲလို့တွေးရင်အင်္ဂလိပ်စစ်တပ်ရဲ့လက်ချက်နဲ့အသက်ခံရတော့မှာကိုတော့စိုးရိမ်နေတဲ့မင်းကောင်ဟာကြောက်လန့်တကြားနဲ့နောက်ကိုဆုတ်ကာထွက်ပြေးဖို့လုပ်ခဲ့ပေမဲ့ဒီကိုယ်လုံးကနာကျင်နေတာကြောင့်နေရာကနေတော့ထားပြီးမပြေးနိုင်ခဲ့တဲ့အနေအထားဖြစ်သွားခဲ့ပါလေဒီလိုနဲ့မိသားစုကိုဆုံးရှုံးခဲ့ရပြီးအညိုးတွေနဲ့လူတက်ခဲ့တဲ့မင်းကောင်ဟာတော့အင်္ဂလိပ်စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးရွာလူကြီးကိုတက်တဲ့အမှုနဲ့လူအများရဲ့အရှိမှာကွက်မြက်ခံရဖို့အတွက်ဖြစ်ခဲ့ရပါတော့တယ်မင်းကောင်ကိုကွက်မြက်မဲ့အချိန်မှာတော့
ရွာလူရွာသားတွေကအင်္ဂလိပ်စစ်တပ်ကိုလက်ခုပ်လက်ဝါးတီးပြီးချီကျူးနေခဲ့တယ်လို့မင်းကောင်ရဲ့အဖို့ဖြစ်သူဟာလည်းချုံဝဲတနေရာမှာရီဝင်နေတဲ့မျက်လုံးတွေနဲ့မြေဖြစ်သူကိုစိတ်မကောင်းစွာကြည့်နေခဲ့ရပါတယ်မင်းကောင်ကတော့သူ့ရဲ့တာယာနေတဲ့မိသားစုဘဝလေးကိုဖြတ်စည်းခဲ့တဲ့ဒနာရှင်ရွာလူကြီးကိုကလေးစားချိန်နိုင်ခဲ့တာကြောင့်အပျော်ကြီးပျော်နေပြီးအဖမ်းခံရစဉ်ကကြောက်နေခဲ့တာအတွက်အေလွန်သွားတဲ့သားနဲ့မိန်းမကိုတောင်းပန်ကဒီချိန်မှာတော့တေဖို့အတွက်ရင်ကိုကော်ပေးလို့ထားခဲ့ပါတော့တယ်